အားလုံးမင်္ဂလာပါကျွန်တော်ခါရဖြစ်ပါတယ်အမေစုအတွက်မွေးနေ့ဆူတောင်းဗီဒီယိုလေးကိုကျွန်တော်တို့အတူလုပ်ကြရအောင်ဘယ်လိုပါဝင်လို့ရလဲဆိုတော့ဗီဒီယိုကစက္ကန့်30တည်းပို့လို့မရဘူးပြီးတော့50 megabyte size ဆိုရင်ကျွန်တော် front camera နဲ့ရိုက်တယ်ဆိုရင်တော့အဆင်ပြေမှာဖြစ်ပါတယ်တယောက်ကိုဗီဒီယိုတစ်ခုပဲပို့လို့ရမှာဖြစ်ပါတယ်အရေးကြီးဆုံးကတော့ happy birthday ဆုဆိုတဲ့စကားလုံးပါမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကင်မရာလေးထောင်ပြီးတော့ happy birthday အမေစုဆိုရင်ရမှာဖြစ်ပါတယ်ကိုယ့်ရဲ့နီးစပ်ရာ official fundraiser တွေကနေတဆင့်ပို့လို့ရတယ်လို့အခုလာမယ့်၄ရက်နေ့ကျရင်စု80 birthday campaign page ကနေချပေးမဲ့ link ကနေတဆင့်ပါဝင်လို့ရမှာဖြစ်ပါတယ်ခင်ဗျအဓိကရွေးချက်ကတော့ကျွန်တော်တို့ချစ်ရတဲ့လေးစားရတဲ့အမေစုအချုံနောင်မှာအမြန်ဆုံးလွတ်မြောက်ဖို့ရည်ရွယ်ပါတယ်ခင်ဗျအဲ့တော့ဒီရဲ့အစီအစဉ်လေးကဂင်းနဲ့စံချိန်တင်ဖို့အတွက်ဖြစ်ပါတယ်ဆိုတော့ဂင်းနဲ့စံချိန်တင်သွားမယ်ဆိုရင်ကျွန်တော်တို့ကinternational awareness ကိုရမယ် international attention awareness ကိုရပြီးရင်ကျွန်တော်တို့ချစ်ရတဲ့အမေစုလွန်မြောက်ဖို့အတွက်အများကြီးထောက်ကူဖြစ်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ခင်ဗျာအဲ့တော့ဒီဗီဒီယိုလေးမှာအမေစုကိုချစ်တဲ့သားတွေသမီးတွေအားလုံးပါဝင်ကြလိမ့်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်ခင်ဗျာအားလုံးကျေးဇူးများတင်ပါတယ်